ရောင်မင်းသားလို့ခေါ်တဲ့တာယာလှပတဲ့ရွာကလေးတစ်ရွာရှိပါတယ်။အဲ့ဒီရွာကိုသွားဖို့ဆိုရင်မြစ်တစ်စင်းကိုဖြတ်ကျော်ရပြီးမြစ်ကူးဖို့အတွက်လူတွေကိုဟိုဘက်ဒီဘက်ပို့ဆောင်ပေးတဲ့လှေနှစ်စင်းရှိပါတယ်။ဒီရွာမှာလှရွှေလို့ခေါ်တဲ့တောင်သူတစ်ယောက်ရှိပြီးသူဇနီးမိလာကကိုဝန်ဆောင်ထားရသူပါ။မိလာဟာကိုဝန်ကြီးနဲ့ဖြစ်ပေမဲ့ကိုလှရွှေအတွက်လေထဲကိုအမြဲတမ်းထမင်းပို့ပေးလေးရှိပါတယ်။မင်းကငါဘယ်နှခါပြောရမလဲဒီလောက်လမ်းအဝေးကြီးလမ်းမလျှောက်ပါနဲ့ဆိုတာမင်းကငါစကားကိုလုံးဝနားမထောင်ဘူး။ရှင်ပြောတာကိုနားထောင်ပါတယ်ဒါပေမဲ့လမ်းနဲ့ချောက်ရုံနဲ့ကျမဘာမှဖြစ်မသွားပါဘူးရှင်ကိုလည်းထမင်းကျွေးလို့ရတာပေါ့သူတို့ဇနီးမောင်နှံဟာအမြဲတမ်းအတူတူထမင်းစားလေးရှိကြပါတယ်ဒါပေမဲ့ကန်ဆိုးကျင်တော့ကိုလှရွှေရဲ့ဇနီးမီလာဟာအမှားသမီးလေးနှစ်ယောက်ကိုမွေးဖွားပြီးတဲ့နောက်မှာပဲကွယ်လွန်သွားခဲ့ပါတယ်ဇနီးတဲ့အတွက်ရက်လက်စွန့်ကျွေးတဲ့အခါဘာသာတွေကကိုလှရွှေရဲ့အိမ်ကိုရောက်လာကြပါတယ်လှရွှေမင်းမိမဒီလောက်အသက်ငယ်ငယ်လေးနဲ့ဆုံးသွားတာစိတ်မကောင်းပါဘူးကွာနဲ့မင်းကလည်းငယ်ပါသေးတယ်ဒီသမီးလေးနှစ်ယောက်အတွက်နောက်အိမ်တော်ထိုက်ပြုတ်တဲ့နော်မဟုတ်ဘူးတကြီးမင်းကျွန်တော်အတွက်တော့ဒီသမီးလေးတွေကပဲကျွန်တော်ရဲ့အရာအားလုံးပါပဲဒီကလေးနှစ်ယောက်ကိုအဖော်ပြုတ်ပြီးပဲကျွန်တော်အသက်ရှင်သွားပါမယ်အချိန်တွေကုန်လွန်လာပြီးအမှားသမီးလေးတွေဖြစ်တဲ့မျက်နှိုးနဲ့ပိုပိုတို့ဟာအသက်10နှစ်အရွယ်ကိုရောက်လာကြပါတယ်ဖေကျမတို့ကိုရေကူးတင်ပေးမယ်လို့ပြောထားတယ်လေဖေမှတ်မိပါတယ်အဲဆိုဘယ်တော့တင်ပေးမှလဲသမီးတို့ရေအခုလေထဲမှာအလုပ်တွေအများများနေလို့ပါဒီလာမဲ့တနင်္ဂနွေနေ့ကျရင်တေချာပေါက်တင်ပေးမယ်နော်တနင်္ဂနွေနေ့ရောက်တဲ့အခါလှရွှေဟာသမီးနှစ်ယောက်ကိုမျက်စီခေါ်သွားပါတယ်လှရွှေကအရင်ဆုံးရေထဲဆင်းပြပြီးကြည်ထားနော်လက်နဲ့ခြေထောက်ကိုဒီလိုလေးလှုပ်ရှားရတယ်လို့တင်ပြပါတယ်မျက်နှိုးနဲ့ပိုပိုတို့ကလည်းဖခင်ရေကူးတာကိုတေချာကြည့်နေကြပါတယ်မျက်နှိုးသမီးအရင်ကြိုးစားကြည့်နော်မျက်နှိုးဟာကြောက်လန့်နဲ့ကြိုးစားကြည့်ပါတယ်အစမှာတော့ရေမကူးတတ်သေးပေမဲ့တဖြည်းဖြည်းနဲ့နားလည်လာပါတယ်။အဲဒီနောက်ပိုပိုလည်းလေ့ကျင့်ရာကနေနှစ်ယောက်လုံးရေကူးတတ်သွားကြပါတယ်။အဲဒီနေ့ကစပြီးညီမနှစ်ယောက်ဟာနေ့တိုင်းရေကူးလေ့ကျင့်ကြပါတော့တယ်။ရဲအနှဲငယ်ကြတော့လှရွှေဟာဘာသူကြီးစီကိုသွားပါတယ်။ဒီမင်းကျွန်တော်သမီးအတွက်မွေးစရင်လိုချင်လို့ပါ။မွေးစရင်ကတော့ပေးနိုင်ပါတယ်။ဒါပေမဲ့မင်းကအဲ့ဒါနဲ့ဘာလို့မလို့လဲ။ဘေးရွာကအเจ้าမသမီးတို့ကိုကြောင်းထားပေးခြင်းလို့ပါ။ဟာမိန်းကလေးတွေကိုကြောင်းထားမလို့လား။ငါတို့ရွာမှာမိန်းကလေးတွေဘယ်သူမှအကြောင်းမတက်ကြဘူး။ငါရွာရဲ့အစင်လာကိုဖျက်နေတာပဲ။မနေ့ပြန်ကြရင်တခြားမိန်းကလေးတွေကလည်းကြောင်းတက်ရှင်တယ်လို့ပြောလာကြရင်အိမ်အလုံးနဲ့လဲအလုပ်တွေကိုဘယ်သူလုပ်မလဲ။တကြီးမင်းဘလို့ပဲတွေ့ကျွန်တော်ကတော့သမီးတွေကိုပညာတတ်ဖြစ်စေချင်ပါတယ်။မွေးစရင်လေးသာပေးပါဗျာ။နောက်ဆုံးမှာတော့တကြီးမင်းကမွေးစရင်ထုတ်ပေးလိုက်ပါတယ်။မျက်နှိုးနဲ့ပိုပိုတို့ဟာနေတိုင်းမြစ်ကိုဖျက်ပြီးကြောင်းတက်ကြပါတယ်။လှရွှေလည်းသမီးတွေအတွက်တိတ်ကိုပျော်ရွှင်နေရပါတယ်။တနေ့မှာတော့မျက်နှိုးနဲ့ပိုပိုတို့မြစ်ကိုဖျက်နေတော့တခြားလေတစ်စီးပေါ်မှာတကြီးမင်းတယောက်တည်းလိုက်လာတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာလေကဟန်ချက်ပြက်ပြီးတကြီးမင်းဟာမြစ်ထဲကိုပြုတ်ကျသွားမှာတော့တယ်။ကြပါဦးဘသူရှိလဲကြပါဦးမျက်နှိုးနဲ့ပိုပိုတို့ကဘာမှစဉ်းစားမနေတော့ပဲမြစ်ထဲကိုခုန်ချလိုက်ကြပါတယ်။ဒီမင်းကြီးရာကိုရေကူးသွားပြီးနှစ်ယောက်သားဝိုင်းကူကမြစ်ကမ်းဘေးကိုဆွဲတင်လာခဲ့ကြပါတယ်။မြစ်ကမ်းဘေးကလူတွေကတကြီးမင်းရဲ့ရင်ဘတ်ကိုဖိနှိပ်ပြီးပိုက်ထဲကရေတွေကိုထွက်လာအောင်လုပ်ပေးလို့တကြီးမင်းအသက်ဘေးကလွတ်မြောက်သွားခဲ့ပါတယ်။တကြီးမင်းကမျက်နှိုးနဲ့ပိုပိုတို့ကိုအနားခေါ်ပြီးသမီးတို့ကငါ့အသက်ကိုကယ်ခဲ့တာပဲ။သမီးတို့ကတိတ်ကိုတတိရှိတာပဲကွယ်။လှရွှေပြောတာမှန်ပါတယ်။သမီးတို့လိုကလေးတွေရှိရင်သူ့မှာသားယောက်ျားလေးမရှိတာဘာမှမဖြစ်ပါဘူးလို့ချီးကျူးစကားဆိုပါတော့တယ်။ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့သမီးမိန်းကလေးတွေဟာသားယောက်ျားလေးတွေထက်မနှိမ့်ကြတဲ့အပြင်ယောက်ျားလေးတွေလုံနိုင်တဲ့ဘယ်အလုပ်ကိုမဆိုလုံနိုင်ကြတယ်ဆိုတာပါပဲမိတ်ဆွေကဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးဒါမှသာနောက်ထပ်ဗီဒီယိုတွေတင်တဲ့အခါမိတ်ဆွေတို့စီကိုရောက်မှာဖြစ်ပါတယ်ဒီဗီဒီယိုကနေပါသင်ခန်းစာတွေရလိုက်လဲဆိုတာလဲcommentမှာရေးပေးခဲ့ကြပါဦး